ယောဇင်တဲ့တိကွယ်အမှန်ဘဝပေါင်းကြာညောင်းလေအောင်ဖန်အဲ့ဒီလူနဲ့တိကေတာတွေတွက်လို့မရဘဝတင်ချီခုဘလူပါတိကြမြည်လေဆုံးဖြတ်ဆန်းတင်လန်းဖြောက်အောင်လေယိတိယတာသေသွားရင်လေအထုံငယ်လေးပူရေးတွေသွားရစခန်းပင်ပန်းမဲလေးယခုကပြုကြကုသိုလ်တွေကုသိုလ်ပြုလို့အုပ်ချုပ်ဉာဏ်တော်ပေါ်ပေါ်ဆဆပြုကြမတော်လဲ၍မဆုံးကြည်အောင်ဉာဏ်မြောပေါ်စာရေးမသေးအဖြစ်ပေါ်ကုသိုလ်ပြုကပေါ်စာရဟံဟိုတန်တာကလက်စပါလာအဲ့ဒီလက်စဖြမတော်မှာဉာဏ်အုပ်ချုပ်ပြုလုပ်ကြစမ်းပါသာသနာနဲ့လေကြုံခဲ့ပြန်နေကြုံပြန်တော်လေတည်ခဲ့ပြန်နေတည်ပြန်တော်ကကျင်သွားဘူးရဲ့မလွယ်ဘူးအထူးကြိုးစားွယ်ဝိဇ္ဇာမျိုးွယ်မရှိလို့ပင်ကင်္ဂဝါလူလွယ်မှုသိမြင်သာသနာကြုံစေမရှိပဲနေလျင်နောင်ကိုလည်းသင်လွယ်ဖို့သာပင်ခန္ဓာကိုယ်၌ဉာဏ်ဆိုင်ကြည့်လျင်အိုကင်လောတိနံဤအသွင်တဖြောက်ဖြောက်နဲ့ပြကြရာတွင်ယုတ်နံကအနိစ္စဒီလိုမြင်အရေးတကားရေးဒီအရေးကိုသာအကြီးကျယ်ဆုံးတစ်သလုံးမှတ်ပါဒီထွက်ရလမ်းမဆန်သေးချာဒီအတိမရှိ၍လေနေတာခန္ဓာငါးဝါဓမ္မကိုရှာဉာဏ်မှတွေ့တော်သဘောကိုသာအပိုင်တိကလေးဝါပေရွာတန်တာဆက်ထွက်ပေါ်ဤကံသာတမ္မာသီလညီမြအစောပညာဥစည်းခရီးဆက်ပေါ်တိခါသုံးချက်အကွက်လေဘောဝေကရလွယ်ထွက်တန်တိဘောလူဖြစ်လာကြလောကလူဘောကံကောင်းထောက်လူဗုဒ္ဓတွေ့ကြောကြိုးစားလိုက်ကြစွမ်းအားအကုန်တန်သာဆက်ထွက်ရနိဗ္ဗာန်ဘောမြတ်စွာဘုရားတရားသံဃာမိဘနှစ်ပါးသင်ကြားဆရာဂုဏ်တော်ကျေးဇူးဆံဥတင်ကလက်ဆုံမိုးရှိခိုးဝန္ဒနာတရားနာယူကြမြတ်လာသူတွေယောဂကင်းလျက်အသက်တာရှိချမ်းသာကိုယ်စိတ်ယူဖိလျံဝေဘေးခတ်သိမ်းအေးငြိမ်းကြပါစေ
30တပုံမှမြန်လာဝေနေယောဂကင်းလျက်အသက်တာရှိချမ်းသာကိုယ်စိတ်ယိုဖိလျံဝေဘေခသိမ့်အေးငြိမ်းကြပါစေသာဓုသာဓုသာဓု